ဗုဒ္ဓဗုဒ္ဓတိခောတောအတိတုံလဘတရောကာကထာဗုဒ္ဓဘာဝောလောကေတတမဝိပါဝေဝိဝိတာဟိတတုခံတာတဝောပထယန္တာဣဒံအထဝန္တံသူရနရမဟိတံနိဗ္ဗယံတကိနေယံလောကနန္နန္တိဝတ္တံတတဗလာမတမံတဏ္ဏမတံတုနေဆံလောကေလောကသုံးတွင်ဘုံအပြင်၌ဗုဒ္ဓဗုဒ္ဓတိခောတောဗုဒ္ဓဗုဒ္ဓဟုကြောသောဖြစ်ပေါ်အတန်တော်သည်အတိတုံလဘတရောမိမိနာဝါကြားကြရဖို့လွန်စွာခဲရင်လာပါ၏ဗုဒ္ဓဘာဝလက်တွေစင်စေဘယာအဖြစ်ကိုကာကထာကြားရသည်ထပ်ဘူးရန်ခတ်ကိုဆိုချက်ပဲမှရှိနိုင်ပါအံ့နီတတမခတ်သည်ထက်ခတ်သောထိုသဘောကြောင့်ဝိပါဝိကြောင်းကျိုးထင်နှင့်သိမြင်ခြင်းရှိကြကုန်သောဝိဝိဒဟိတတုခံစည်းပွားချမ်းသာမျိုးဖြားဖြားကိုပတ္ထယန္တစန္ဒာပြင်းပြတောင်းတကြကုန်သောသာတဝောစိတ်ထားပြောပြောင်းသူတော်ကောင်းတို့သည်ဣဒံအလိုရှိအနှစ်သက်သောအထံကောင်းကျိုးချမ်းသာအပြားပြားကိုဝဟန္တံကရုဏာရှေရှုဆောင်ရွက်တော်မူသောသူရနရမဟိတံနတ်လူလေးမြတ်ပူဇော်အပ်သောနိဗ္ဗယံဘေးဟုသမျှမရှိထသောတကိနေယံဓမ္မလွန်စကံကြီးပွားလံကိုမျောမှန်းရည်ရွယ်ဘေးလိုဝဲကိုရည်ရွယ်သမျှအကျိုးရသဖြင့်တဇမချင်းအလူကံချင်းငါထိုက်တော်မူသောလောကနံထံတော်ကလနပြမနှင့်များစွာတောင်းတောင်းသူအပေါင်းတို့အားနန္တိဝတ္တနာကြမဝါဘူမဝါအောင်အာရရွှင်ပြောဖြစ်စေတော်မူသောတတဗလံမြမဇံဖယားဉာဏ်ဟုစေရန်အပြညာနာအားရှိတော်မူသောဝါကရေတတောင်းလူအားပေါင်းနေတူကြောင်းအမှန်တဏိပြန်တော်သာဒနွယ်မိစင်စေစီနှင့်အာကြီးညီမြကာယဗလရှိတော်မူသောအဓမ္မလောကသုံးဝင်ဘဝပြင်းဝယ်ကုန်ရင်တူရှိတော်မမူသောတံဗုဒ္ဓံကြာယဘုခဘူဘုခတိမဟာကရတနာထိုမြတ်စွာဘုရားကိုနေဇံနိညာမချောအမြဲဝဖြင့်နမတန်တူဖူးခွင့်ကြုံတုံချိန်မပြုံးမဲ့ရှင်ပြုံးကြည်သာကြောလိုက်ကြကုန်ရာတည်းသာဓုသာ